အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ Cooking with Tira Channel မှာကြိုဆိုပါတယ်ရှင်ဒီနေ့ကတော့ထမင်းချိုင်လေးရဲ့အတွက်ဘဲဥခရမ်းချင်းသီးဟင်းလေးချက်ဖြစ်လို့လာမျှဝေပေးတာပါရှင်အရင်ဦးဆုံးကြက်သွန်အဖြူအနီလေးကိုထည့်ပြီးတော့ကြိတ်လိုက်မယ်နော်ခရမ်းချင်းသီးလေးတွေကိုလည်းလှီးထားပါမယ်နော်ပါဝင်ပစ္စည်းလေးတွေကတော့ဘဲဥခင်းချင်သီးငံပြာရင်းရုပ်သီးခွဲကြံစားနှင်းငယ်စက်သွန်အဖြူနီကြိတ်ထားလေးနဲ့မဆလာတို့ပဲရှင်စီပူလာရင်တော့အရင်ဆုံးစနစ်မုတ်လေးထည့်လိုက်ပါမယ်ဘဲဥလေးတွေကကြော်လိုက်မှာမတင်းတင်းလေးတွေဖြစ်ပြီးစားကောက်တဲ့အတွက်ကြောင့်အရင်ဆုံးကြော်လိုက်မယ်နော်ကျမကတော့ချုံမုတ်မစားတဲ့အတွက်ကြောင့်စားလေးပဲထည့်ပါမယ်နော်ဘဲဥလေးတွေအနေတော့ဖြစ်လာပြီဆိုတော့ပြန်ဆင်လိုက်တော့မယ်နော်ခုနကဘဲဥလေးတွေကြော်ထားတဲ့စီလေးနဲ့ပဲစက်သွန်နေနုံးနဲ့အထိစီတက်ပါမယ်နော်စက်သွန်လေးတွေနုံးလာပြီဆိုတော့ငရုတ်သီးလေးထည့်ပြီးစီတက်ပါမယ်ရှင်ငရုတ်သီးလေးရဲလာပြီဆိုရင်မဆလာလေးထည့်ပြီးစီထက်တက်ပါမယ်ရှင်ပူမွေးသွားအောင်လို့ငမြာရီလေးပါထည့်လိုက်မယ်နော်ကျမကတော့တခါတည်းနဲ့ကိုစားချင်တဲ့အရာသားလေးရအောင်ထည့်လိုက်ပါတယ်နော်စီတက်တဲ့အနက်လေးအရမ်းမွေးလာပြီဆိုတော့ခရမ်းချင်သီးလေးထည့်လိုက်ပါမယ်ရှင်ဒီလေးနဲ့ငယ်ထည့်ပြီးခရမ်းချင်သီးလေးတွေနိုးသွားတဲ့အထိစောင့်လိုက်မယ်နော်ခရမ်းချင်သီးလေးတွေနိုးလာပြီဆိုရင်ခုနကကြော်ထားတဲ့ဘဲဥလေးတွေကိုထည့်လိုက်ပါမယ်ရှင်ကျမကတော့အရေးလေးနဲ့စားချင်တဲ့အတွက်ကြောင့်အရေးလေးနဲ့ထည့်လိုက်ပါမယ်ရှင်အရေးလေးပမဆူလာပြီဆိုတော့မဆလာလေးထည့်လိုက်ပါမယ်နော်ဆိုရင်တော့လွယ်ကူလွင်မြန်ပြီးအရသာရှိတဲ့ဘဲဥခင်းချင်းသီးဟင်းလေးဟာထမင်းဆိုင်လေးအတွက် ready ပါပဲရှင်နောက်နေ့လေးတွေမှာလည်းထပ်ပြီးမျှဝေပေးအောင်ပါမို့ subscribe လေးနှိပ်ပေးခဲ့နော်